အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ Russian alphabet letter 33လုံးအနက်က letter M ကိုဘယ်လိုရေးရမလဲဆိုတာပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့၃ချောင်းမြင့်ရဲ့အခုလိုမျိုးအောက်ခြေရတဲ့အပေါ်ကိုမြင်းလေးတစ်ချောင်းဆောင်းဆောင်းလေးတက်လာမယ်ပြီးရင်အောက်ကိုပြန်ဆွဲလိုက်မယ်အခုလိုမျိုးပသောက်ပုံစံလေးနဲ့ပြန်ပြီးတော့တက်သွားမယ်အောက်ကိုဆွဲထားလိုက်မယ်ဟုတ်ပြီဒါဆိုရင်တော့ letter M အကြီး upper case လေးပဲဖြစ်ပါတယ်သူ့ရဲ့ရင်းနှီးလေးကရိုးရှင်းပါတယ်โอเคကျွန်တော်နဲ့အတူတူလိုက်ဆိုကြည့်ရအောင် M M M ဟုတ်ပြီကျွန်တော်တို့ M အကြီးပြီးတော့ M အသေးကျွန်တော်တို့ small letter ဘယ်လိုရေးမလဲသူ M အကြီးရေးတဲ့နည်းအတိုင်းပဲအခုလိုမျိုးလေးရေးနိုင်ပါတယ်ဒါဆိုရင်တော့ M အသေးဖြစ်ပါတယ်ကျွန်တော်တို့ရေးတာမှန်မှန်ကိုအခုလိုမျိုးမြားရဲ့ direction လေးတွေနဲ့ပြန်ပြီးတော့စစ်ဆေးနိုင်ပါတယ်အခုဆိုတော့ကျွန်တော် M အကြီးရောအသေးရောရေးပြသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်